မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာအေးကျူလေးရေးသားသောရှုထောင့်စုံလင်မြမရုပ်ရှင်စာအုပ်မှာရေခဲတောင်ပေါ်ကဘာကြီးအောင်ခဆန်ရွှေမောင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဘွယ်အကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်ဘာကြီးအောင်ကျွန်တော်တို့အတိုင်းဝိုင်းကဘာကြီးအောင်ဟုခေါ်သည်တရုတ်ဆောင်အမှုပညာရှင်မြေကအောင်လွင်ဒရိုက်တာမြေကဆန်ရွှေမောင်ဖြစ်သည်တရုတ်ဆောင်အမည်နဲ့ဒရိုက်တာအမည်နှစ်ခုစလုံးအမှုပညာချစ်သူတို့၏အားပေးမှုအပြည့်အဝရသည်ဘာကြီးအောင်သည်ရုပ်ရှင်လောကတွင်ကလပ်ရိုက်တီးပြက်တရုတ်ဆောင်ဒရိုက်တာစသဖြင့်ဘဝစုံလင်ကျင်လည်လာသူဖြစ်သည်ယခုအသက်85နှစ်အရွယ်ထိကြာရဇက်ယုံမှာပါဝင်တရုတ်ဆောင်လျက်ရှိသည်ဒရိုက်တာရုပ်ရှင်မင်းသားဦးအောင်လွင်အား1935ခုနှစ်အောက်တိုဘာ23ရက်ဗုဒ္ဓဟူးနေ့တွင်စစ်တွေမြို့အိုရန်ရက်ကွက်၌အဖဦးအောင်ကျော်စံအမိဒေါ်ကျွယ်တို့မှမွေးဖွားခဲ့သည်ငယ်နာမည်မှာဆန်ရွှေမောင်ဖြစ်ပြီးမွေးချင်း၄ယောက်နဲ့အကြီးဆုံးဖြစ်သည်ငယ်စဉ်ကအိုရန်အမကအမျိုးသမီးကျောင်းတွင်ပညာသင်ကြားရသည်1942ခုနှစ်တွင်ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာ၍မိဘများနှင့်အတူစစ်တွေမြို့မှတိမ်းရှောင်၍ဘူးသီးတောင်မြို့နယ်ဇေဒီကျေးရွာတွင်2နှစ်နီးပါးနေထိုင်ခဲ့သည်1945ခုနှစ်တွင်ရန်ကုန်မြို့သို့မိသားစုပြောင်းရွှေ့လာခဲ့ပြီးနောက်ဗိုလ်တထောင်မတ်ဒရစ်ကျောင်းတွင်ပညာသင်ကြားခဲ့သည်ရန်ကုန်မြို့ဗိုလ်ချုပ်လန်းအစိုးရအထက်တန်းကျောင်းတွင်တက္ကသိုလ်ဝန်ထမ်းကျခဲ့သည်1945-55ခုနှစ်တွင်အမျိုးသားစီမံကိန်းစီရင်ဌာနခွဲတွင်အောက်တန်းစရေး1955-56ခုနှစ်တွင်ရေနံကျောင်းမြို့ရေနံမြေစီမံကိန်းရုံးတွင်အထက်တန်းစရေးဖြင့်လုပ်ကိုင်ခဲ့သည်1956ခုနှစ်တွင်ဓာတ်သတ္ထုရှာဖွေနိုင်ငံခြားပညာသင်ဖြင့်ရွေးချယ်ခံရတော်လဲဟယ်ရီတန်ကျောင်းသားရေးခင်းတွင်ပါဝင်ခဲ့မှုကြောင့်ပယ်ဖျက်ခြင်းခံရသည်1962ခုနှစ်တွင်ကြောက်မဲမြို့မှအငိမ့်စားခရိုင်ဝန်ဦးအယ်ခွန်ဆိုင်ဒေါ်နန်းခမ်းကြာတို့၏သမီးဒေါ်အေမီနှင့်လက်ထပ်ခဲ့ပြီးသားသမီး6ဦးထွန်းကားခဲ့သည်88အရေးခင်း၌ပါဝင်သဖြင့်ဖမ်းဆီးထိန်းသိမ်းခံရသည်ထိုအချိန်တွင်သမီးငယ်လေးမှာ12နှစ်သာရှိသေးသည်ဘာကြီးအောင်သည်ငယ်စဉ်ကတည်းကအမှုပညာကိုဝါသနာပါခဲ့ပြီး1956ခုနှစ်တွင်ရုပ်ရှင်လောကသို့ရောက်ရှိသည်ဘာကြီးအောင်၏ဆရာများမှာအကယ်ဒမီဖိုးပါကြီးဖလင်တီးပြက်ပညာရပ်တွင်ဒရိုက်တာအေဝမ်ဦးတေယူရွှေတုံးပြောင်တို့ဖြစ်ကြသည်1958ခုနှစ်တွင်ရုပ်ရှင်လောကသို့စရောက်ပြီးဖိုးပါကြီးရိုက်ကူးသောကြားသားမိုးကြိုးဇာတ်ကားတွင်ဟာသာတရုပ်ဆောင်ဖြင့်ရိုက်ကူးခဲ့ရသည်ဒုတိယဇာတ်ကားမှာအေဝမ်ဖလင်မှာအေဝမ်မောင်သိန်းစော်၏မောင်နှံ9ဖော်ဖြစ်သည်ရုပ်ရှင်ပညာကိုအောက်ခြေသိမ်းမှစမှတ်တမ်းရေးဘဝကလပ်ရိုက်ဘဝဖလင်အက်ဒီတာဘဝတို့မှစတင်ခဲ့ရသည်ကားဆက်ချင်းပညာကိုစိတ်ဝင်စားသည်အတွေ့ဇာတ်ကား၌ရုပ်ရှင်မင်းသားဆရာဝန်မောင်သိန်း၏ညီအောင်လွင်ဆိုသောနာမည်ကိုရွှေတုံးပြောင်ကပေးခဲ့ခြင်းဖြစ်သည်နေကြီးဖြာမနှွေးသောကြောင့်ရုပ်ရှင်ဇာတ်ကားကြီးကိုကချင်ပြည်နယ်ရှိရေခဲတောင်ဒေသ၌ရိုက်ကူးခဲ့ပြီး1989ခုနှစ်တွင်ရုံတင်ပြသနိုင်ခဲ့သည်ရေခဲတောင်ဒေသ၌လီဆူရဝံလူမျိုးတို့ယာဒီဥရုဒံခံပြီးနေကြသည်ကိုတင်ပြခြင်းဖြစ်သည်1968ခုနှစ်စစ်တွေမြို့၌တိမ်လွန်မှုမှုလွင်ဇာတ်ကားကိုဒရိုက်တာဆန်ရွှေမောင်ဖြင့်တာဝန်ယူရိုက်ကူးသည်နေကြောက်ခဲဇာတ်ကားတွင်ကျော်ဟင်းနှင့်အောင်လွင်အပြိုင်သရုပ်ဆောင်လာသည်ဒရိုက်တာမောင်ဝန၏ပန်းတွေနဲ့ဝေဇာတ်ကားတွင်ညွန့်ဝင်းအောင်လွင်ခေဦးမေတို့အပြိုင်သရုပ်ဆောင်လာသည်ကလောအလွန်တပူတာရုပ်ရှင်ဇာတ်ကားတွင်ခေါင်းဆောင်မင်းသားဖြင့်ဒရိုက်တာလုပ်ရိုက်ကူးကချိုပြုံးအေးသင်းတို့နှင့်အတူပါဝင်သရုပ်ဆောင်လာသည်မုံရွှေရုပ်ရှင်ဇာတ်ကားပထမပိုင်းတွင်ဝင်းဦးအောင်လွင်ခင်သန်းနုတို့နှင့်အတူရိုက်ကူးသည်ရုပ်ရှင်သဘင်ဂီတနယ်ပယ်ကိုလွှမ်းခြုံနိုင်သောဇာတ်ကားတကားဖြစ်သည်အလွန်ကြောကြားပြီးယနေ့ထိရုပ်မြင်သံကြားတွင်ပြသလျက်ရှိသည်1980ခုနှစ်ကကျင်းပသောရုပ်ရှင်ထူးချွန်စုပေးပွဲတွင်မင်းသားဝင်းဦးသည်မုံရွှေဇာတ်ကားဖြင့်အကောင်းဆုံးမျိုးသားရုပ်ရှင်ထူးချွန်စုကိုရရှိခဲ့သည်မုံရွှေဒုတိယပိုင်းကိုရိုက်ကူးနေစဉ်မှာမင်းသားဝင်းဦးကွယ်လွန်နှိပ်စရောက်သွားသည်ဒရိုက်တာမောင်တေးဦးရိုက်ကူးသောနှစ်ယောက်တည်းနေခြင်းတဲ့ဇာတ်ကားတွင်ဝင်းဦးစတင်ပါဝင်ပြီးကားဆက်လုပ်ကိုင်နေသူအောင်လွင်နှင့်ချိတ်ဆက်မိခြင်းဖြစ်သည်သူတို့နှစ်ဦးအတွဲညီကြပြီးဝင်းဦးဒရိုက်တာဖြင့်ရိုက်ကူးသောကားများကိုဘာကြီးအောင်ကတီးဖြတ်ပေးရသည်မုံမေပါ၌မောင်တို့ချယ်ရီမြေချစ်သောမောင်ချစ်တဲ့သူကြောက်မဲ့ကျင်းသာကိုချစ်သူဘာမှရှိတဲ့ဇာတ်ကားများသည်ဘာကြီးအောင်မှကားဆက်တီးဖြတ်ခဲ့သည်တိမ်လွန်မိုးလင်းဇာတ်ကားကိုဝင်းဦးကဇညွှန်းရေးပြီးဘာကြီးအောင်ကဒရိုက်တာလုပ်ရိုက်ကူးခြင်းဖြစ်သည်2005ခုနှစ်တွင်မုခုစဝိုင်းကိုကျော်လွန်၍ရုပ်ရှင်ကားကြီးရိုက်ကူးပြီးဒရိုက်တာဘဝမှအနားယူခဲ့သည်
မိုးကုတ်ဇက်ဝိုင်းကိုကြော်လွန်ရေးဇက်ကားဖြင့်2005ခုနှစ်အတွက်အဓိကအမျိုးသမီးဇက်ဆောင်စုကိုထွင်ဒရာဘိုက၎င်းရုပ်ရှင်တပ်ပုံထူးချွန်စုကိုနိုင်နုရှိန်ဖတီးက၎င်းရရှိသည်ဒရိုက်တာဘိုကဖြင့်အနားယူခဲ့တော်လဲတရုတ်ဆောင်မင်းသားမင်းသမီးများ၏ဖခင်အဖို့ခန့်တို့တွင်ကြာသည့်ဇက်ရုပ်ဖြင့်တရုတ်ဆောင်သည်အမှုပညာချစ်သောဖာကြီးအောင်သည်2018ခုနှစ်တွင်တရာစောတိရုပ်ရှင်ဇာတ်ကားကိုဖန်တီးရိုက်ကူးခဲ့သည်။ဘာကြီးအောင်သည်အမှုပညာနှင့်ပတ်သက်၍စိတ်ကူးစိတ်သန်းများစွာကိုစမ်းသစ်စွာအကောင့်ထဲဖော်နိုင်သူဖြစ်သည်။ပထမဆုံးဒရိုက်တာမင်းသားဖြင့်မာယာထောင်ချောက်ဇာတ်ကားဆိုလျှင်ဇက်သိန်းသည့်အထိဘာဖြစ်မလဲဟုဆွဲခေါ်သွားနိုင်သည်။အထူးသဖြင့်စုံနောက်ကားများလျှို့ဝှက်သေးဖို့ဇလန်းများကိုရွေးရိုက်လေ့ရှိသည်။တရုတ်ဆောင်ဇက်ဖို့ထူးချွန်စုရရှိသောနော်ကူးမဇက်ကားနှင့်ပတ်သက်၍မေးကြည့်ဘူးသည်နော်ကူးမဇက်ကားရိုက်ကူးချိန်ကဘာကြီးအောင်သည်မင်းသားဖြင့်နှစ်ကားသုံးကားရိုက်ကူးပြီးဖြစ်သည်နာမည်ရစတရုတ်ဆောင်တစ်ယောက်ဖြစ်သည်သို့သောနော်ကူးမဇက်ကားတွင်ဘီလိန်ဇက်ရုပ်ဇလန်းတဝက်မှပါဝင်တရုတ်ဆောင်ရခြင်းဖြစ်သည်တက်သစ္စာခေါင်းဆောင်မင်းသားတယောက်ကဘာကြောင့်ဘီလိန်ဖြစ်ရွေးချယ်ပါဝင်ရခြင်းဖြစ်ကြောင်းမေးမြန်းဖြစ်သည်။ဘာကြီးအောင်ကခေါင်းဆောင်မင်းသားဖြစ်လာတော့လဲစတားမင်းသားမဟုတ်ကြောင်းသူကိုယ်သူသိသည်။ဦးကျော်ဆွေဦးမြင့်အောင်ဦးဝင်းဦးတို့သည်စတားမင်းသားများဖြစ်သည့်အတွက်ပြည်သက်တီးကြရှိသည်။သူတို့ကယုံတင်လင်ကြည်မြပြည်သက်တီးကြရှိသည်။ဘာကြီးအောင်ကစတားမင်းသားမဟုတ်သည့်အတွက်ယုံတင်ကားတိုင်းပြည်သက်လာကြည့်နိုင်မည်မဟုတ်ကြောင်းသိထားသည်။ဖန်တီးထားသောရုပ်ရှင်ဇာတ်လမ်းနှင့်ရုပ်ရှင်ကားကောင်းမှသာလာရောက်ကြည့်ရှုနိုင်ပေသည်ဇာတ်လမ်းဇက်ကွက်နှင့်မိမိကိုစိတ်ဝင်စားနိုင်သည့်အချက်ကိုရှာရသည်နော်ကူးမဇက်ကားတွင်ဇက်ကားတဝက်လောက်ရောက်မှဘီလင်ခန်းကပါရတော့လဲသူဝင်ရိုက်ဖို့ဆုံးဖြတ်သည်သုံးဝင်ဆိုင်ချစ်ဇာတ်လမ်းမှာရှေ့ကနေမင်းသားမင်းသမီးချစ်ခန်းကြိုက်ခန်းနှစ်ပါးသောအခန်းတွေထွက်ပေါ်နေတော့လဲတရိကန်ရဲ့တတိယပေါ်လာမှပရိသတ်စိတ်ဝင်စားမှဖြစ်သည်ဇက်ကိုအာယုံဆိုင်လာကြသည်နောက်တစ်ခုကလူကောင်းဖြစ်တဲ့မင်းသားမှာဝစ်စားစင်မှုအပြောဆိုအနေထိုင်စင်ကြင်ရသည်ဘာကြီးအောင်ကလူချမ်းမင်းသားဖြစ်ရိုက်ကူးသည့်အတွက်စောင့်ထိန်စရာမလိုပေဝစ်ချင်တယ်လို့ဝဲလှုပ်ချင်တဲ့စတိုင်နဲ့အမူအရာတွေလုပ်နိုင်သည်နိုင်တဲ့စီးနှင်းလုပ်ပိုင်ခွင့်တွေရှိသည်ထိုကဲ့သို့သောဘီလိန်ဇက်ရုပ်ကိုဝင်ရောက်ရိုက်ကူးခြင်းဖြစ်သည်ဆန်ရွှေမြင့်ဖြင့်ထွန်းနှုံဝင်နော်ကူးမဖြင့်နွဲ့နွဲ့မှုစောမှုသာဖြင့်အောင်လွင်ငိမ့်မောင်ဖြင့်ဒရိုက်တာမောင်လှဝေတို့အဓိကပါဝင်သရုပ်ဆောင်သည်ပရိသတ်အကြိုက်တွေဝင်ငွေကောင်းတဲ့ကဲ့သို့1984ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်စုပေးပွဲတွင်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုနွဲ့နွဲ့မှုက၎င်းအကောင်းဆုံးအမျိုးသားဇက်ဖို့စုကိုမင်းသားအောင်လွင်က၎င်းထူးချွန်စုများရရှိခဲ့သည်ထိုရရှိသောအကယ်ဒမီရွှေကိန်းရီရုပ်ကိုရွှေရုံဖျားတွင်တွားရောက်လှူဒန်းသည်ဘာကြီးအောင်သည်အတွေ့ရုပ်ရှင်ကားမှာဒုတိယမင်းသားဖြစ်ရိုက်ကူးစဉ်ကအသက်24နှစ်သားရှိသေးသည်ထိုစဉ်ကတနေ့လျင်ခေါင်းဆောင်မင်းသားဖြစ်အောင်ကြိုးစားမည်ဟုစိတ်ကူးရင်ခဲ့သည်အကယ်၍ခေါင်းဆောင်မင်းသားဖြစ်ရိုက်ကူးရလျင်ပရိသတ်ကြည့်ခြင်းအောင်မိတို့လုပ်မည်ကိုလည်းစိတ်ထဲတွေးဆနေမိသည်ပရိသတ်မမြင်ဘူးသေးသည့်ရှုခင်းရှုခွက်တွေနှင့်ဖန်ဆားမည်စကားထဲတွင်မင်းသားကလူစားကောင်းဟီးရိုးမဖြစ်ဘဲဇလန်းကဆွဲခေါ်သွားသည်မျိုးကိုသဘောကျသည်စကားထဲတွင်ဇက်ဖို့နေရာကမြင်နေကြဖြစ်၍ခေါင်းဆောင်မင်းသားဖြစ်လက်ခံနိုင်ပါမည်လားဟုလည်းတွေးဖြစ်သည်မိတို့ပင်ဖြစ်စေအဓိကသရုပ်ဆောင်ခေါင်းဆောင်မင်းသားဖြစ်အောင်ရည်ရွယ်ချက်ပြောင်းမသွားပေ1968ခုနှစ်တွင်တိမ်လွှာမှုမို့တွင်1969ခုနှစ်တွင်ရုပ်ရှင်ယူမာလေးဇာတ်ကားများကိုလူသိများအောင်ရိုက်ကူးနိုင်သည်ကံကြမ္မာအလှည့်ပြောင်းတစ်ခုကြောင့်မာယာထောင်ချောက်ဇာတ်ကားအောင်မြင်မှုရရှိပြီးမင်းသမီးအေးအသင်းဇက်ဖို့ထူးချွန်စုရရှိသည်ငွေကြေးအထိုက်လျောက်ရရှိလာသည့်အတွက်မြန်မာပြည်မြောက်ပြားရှေ့ခဲတောင်ပေါ်မှာရုပ်ရှင်ရိုက်ခြင်းစိတ်ပုံမနိုးကြလာသည်1956-58ခုနှစ်လောက်ကမန္တလေးရုပ်ရှင်နဲ့ဆရာကြီးရွှေတုံးပီအောင်တို့မြန်မာပြည်မြောက်ဖျားမှာနှင်းလူရှာခဲ့တာတွေမင်းသားကျော်ဆွေနဲ့မောင်မောင်မြင့်တို့မြစ်ကြီးနားမြစ်စုံစွန်ပရာဘွန်လမ်းမှာအခက်ခဲများစွာနဲ့ပူတာအိုထိတွားရောက်လေ့လာတာတွေဆရာဦးစန်းလွင်နဲ့အဖွဲ့ပူတာအိုမူလာရှိတီးမှာမျက်နှာငယ်ရမှာကမောက်ချစ်ဦးတွားရိုက်တာတွေသိထားသည်သို့သောရှေခဲတော်ကိုခြေချနိုင်တဲ့မှတ်တမ်းမရှိခဲ့ပေတနေ့မောင်တောင်ရှမ်းဆက်သွယ်လာသဖြင့်ကာတွန်းဆန်ရွှေမြင့်ကိုမြင့်သိန်းကာတွန်းမောင်မောင်ဆွေတို့နှင့်မြကြီးနားတွားပြသည်မြကြီးနားဆိုရပိုင်းနန်းတီတာဟိုတယ်မှာတဲကိုရင်လေရင်ပိုက်လော်တွေနှင့်မိတ်ဆွေဖြစ်သည်သူတို့ဖိတ်ကြားမှုနှင့်ပူတာအိုသို့လိုက်ပါသွားပြသည်ပူတာအိုကတာကင်စာပေစာအုပ်ဆိုင်ကလေးမှာတဲကိုပြီးလေးလာခွင့်ရသည်အပြန်တွင်မချမ်းပေါ်မှအနောက်ဘက်ပူတာအိုကို14မိုင်ခန့်လမ်းလျှောက်ရပြန်သည်ကြောက်တောင်မဲမဲကြီးမှာနှင်းလွှာရေခဲတွေဖုံးလွှမ်းနေသောရေခဲတောင်ကြီးကိုတွေ့လိုက်ရသည်အလွန်လှပသောရေခဲတောင်ကြီးကိုတွေ့ရပြီးပါကြီးအောင်တယောက်ဇက်ကားရိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်အစကတည်းကမမြင်ဘူးသေးသောရှုခင်းရှုခွက်တွေဖြင့်၎င်းဇက်ကားဖြင့်၎င်းဆွဲခေါ်သွားရန်အကောင့်ထဲပေါ်ဖို့ဆုံးဖြတ်ထားခြင်းဖြစ်သည်1969
1983ခုနှစ်ဧပြီလဆန်းတွင်ပူတာအိုတာကင်စာပေဆရာရခွီဖုံး၏ခေါင်းဆောင်မှုဖြင့်ရေခဲတောင်ပေါ်တက်ခဲ့သည်တပုံဆရာတယောက်စေမှုတယောက်အကူနှစ်ယောက်နှင့်အတူတပတ်ခန့်ရေခဲတောင်ပေါ်တက်ခဲ့ခြင်းဖြစ်သည်ဇက်ကောင်တွေစက်ဖွဲ့တွေဖလင်းလိပ်ပုံးတွေကင်မရာတွေနှင့်တောင်ပေါ်တက်ရိုက်ကူးမိဆိုလျှင်လိုအပ်မှုများကိုလေ့လာခြင်းဖြစ်သည်တောတွေတောင်တွေထဲမှာလူအုပ်စုလိုက်အိတ်ဖို့စားဖို့ရိတ်ခါအတွက်လိုအပ်မှုများကြိုတင်စီစဉ်ရန်ဖြစ်သည်။ဘာကြီးအောင်တို့တက်ခဲ့သောတောင်မှာဖုန်ကန်ရာစီရေခဲတောင်ဖြစ်သည်။နေကြီးဖြာမှနှွေးသောကြောင့်ရုပ်ရှင်ကားကြီးတွားရောက်ရိုက်ကူးပြီးသောအခါလူချမ်းသရုပ်ဆောင်ဦးစော်မိုင်းကိုတွေ့ဆုံမေးမြန်းမှုသည်။ဦးစော်မိုင်းလေပြင်းတိုက်ခိုက်လာမည်ဖြစ်သည်ဖြင့်တောင်ပေါ်မှရှော့စီ၍အသက်ဘေးလွတ်အောင်အမြန်ဆင်းရကြောင်းလူချမ်းကင်ကြီးမလိုက်တော့ဟုဆိုကာတစ်ကောင်းနဲ့ဝင်နေသည်ဖြင့်အတင်းဆွတ်ထုတ်အမြန်ဆင်းရကြောင်းများစိတ်ဝင်စားပြောပြသည်။အခက်ခဲကြမှပထမဦးဆုံးရေခဲတောင်ပေါ်တွားရိုက်ကူသောနေကြီးဖြာမှနှွေးသောကြောင့်ဇကားကိုမှတ်တမ်းတင်ရမည်ဖြစ်သည်ဘာကြီးအောင်သည်နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့လည်းအလင်းတင်လိုတက်ရောက်လေ့လာသည်1996ခုနှစ်တွင်46ကြိမ်မြောက်နိုင်ငံတကာဘာလင်ပွဲတော်သို့မြန်မာဇာတ်ကားများဖြစ်သော1မြကနိုင်2မှုတ်ရွှေ3နေကြီးဖြာမှနှွေးသောကြောင့်တို့နှင့်အတူတွားရောက်သည်ကမ္ဘာရုပ်ရှင်အမွေနှင့် UNESCO စာရင်းဝင်မြကနိုင်ဇာတ်ကားမှာဘာကြီးအောင်ပို့ထားသောဖလင်မှဖြစ်သည်ထို့အတူမှုတ်ရွှေကိုလည်းဖလင်ကော်ပီမှ digital ဖြင့်ဘာကြီးအောင်ထားခဲ့သောဖလင်ကော်ပီမှဖြစ်သည်2006ခုနှစ်တွင်အိန္ဒိယနိုင်ငံဘုံပေမြို့တွင်တတိယမျက်လုံးခေါင်းစဉ်ဖြင့်ကြီးမှုကျင်းပသော9ကြိမ်မြောက်အာဆီယံရုပ်ရှင်ပွဲတော်သို့လည်းတက်ရောက်လေ့လာသည်ဆန်ရွှေမောင်စံညွှန်ရေးပြီးဒရိုက်တာဦးတင်ဦးရိုက်ကူးသောမုတ်ကုတ်ဇဝိုင်းကိုကျော်လွန်ရေးဇာတ်ကားဖြင့်တွားရောက်ခဲ့ခြင်းဖြစ်သည်2003ခုနှစ်ဂျပန်အာဆီယံရုပ်ရှင်ပွဲတော်တွင်ဂျပန်ဒရိုက်တာကိုဂျီချီနိုနှင့်မြန်မာဒရိုက်တာဦးတင်ဦးတို့ပူးပေါင်းရိုက်ကူးသောသွေးဇာတ်ကားတင်ဆက်ခွင့်ရသည်တိုကျိုဂင်ဇာအိုဆာကာဂျပန်မြို့ဟောင်းကျိုတိုကယိုတိုမြို့တွင်တင်ဆက်ပြသပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်သည်။တွားရောက်ခဲ့သောအမှုပညာရှင်များမှာဥတင်ယူအေဝမ်ဦးလာမျိုးအောင်လွင်ဝတ်တာမြင့်ဆိုကျော်သူမင်းမော်ကွန်မြို့တန်နာထုံးတို့ဖြစ်ကြသည်2013ခုနှစ်တွင်IAFFA နိုင်ငံတကာအာဆီယံရုပ်ရှင်ထူးချွန်စုပွဲကျင်းပရာအကဲဖြတ်တိုင်းလူကြီးတူအဖြစ်ဦးအောင်လွင်တက်ရောက်ခဲ့သည်အာဆီယံရုပ်ရှင်ပွဲတော်အတွက်မလေးရှားစင်ကာပူဖိလစ်ပိုင်အင်ဒိုနီးရှားမြန်မာတိုင်းလူကြီး9ဦးပါဝင်သည်ဘာကြီးအောင်၏ရုပ်ရှင်သက်တမ်းတွင်ရေခဲတောင်ပေါ်၌နေကြီးဖြာမှနှွေးသောကြောင့်ရုပ်ရှင်ကားကိုစိုက်ထူခဲ့ပြီးဖြစ်သည်ရေခဲတောင်ပေါ်မှအလံသည်ထာဝရလွတ်နေပေတော့မည်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်